โอเคတိုင်းထဲမှာရှိတဲ့ရဟန်းရှင်လူမိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါကျွန်တော်ဆရာချစ်တပိတ်လွယ်ဆိုတာဟာသာသနာရဲ့တာဝန်တွေကိုထမ်းပိုးဖို့နော်သို့မဟုတ်သာသနာတော်ကြီးဒီတက်မကကြီးကျယ်ပြန်ပွားနိုင်မှုအတွက် message တစ်ခုပေးချင်တာရဲ့အဲ့ဒီငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်းရေးတပိတ်ဆိုတဲ့စကားတန်ကိုပြောချင်တာရဲ့နော်ငြိမ်းချမ်းရေးတပိတ်ဖော်ဆောင်ခွင့်ရမယ်ဆိုရင်ဖော်ဆောင်လို့ရဖို့နော်မြတ်စွာဘုရားကိုစွန့်တော်ကတ်တဲ့နေရာမှာသာသုံးတယ်ဒီတပိတ်ကိုလွယ်ခဲ့ခြင်းဖြစ်တယ်နော်မင်းကဘာလို့တပိတ်လွယ်တာလဲလို့မသိတဲ့သူတွေမင်းမှာဆိုလို့ကြိုပြီးဖြေထားခြင်းဖြစ်တယ်။ပတ်သက်ချမ်းသာတဲ့လူတိုင်းအသိဉာဏ်ပညာမကြီးကျယ်ဘူး။နော်။ဘွဲတွေ3 4 5ခုရထားတဲ့သူတိုင်းလည်းအသိဉာဏ်ပညာမကြီးကျယ်ဘူး။ဆိုလိုတာကဝေချမ်းသာတိုင်းဘွဲတွေရတိုင်းအသက်ကြီးတိုင်းနော်။ရုပ်ရည်ယူပကာလှပတိုင်းအသိဉာဏ်ပညာမကြီးကျယ်ကြဘူး။ကြောင့်မို့ကျွန်တော်တို့ဖြစ်လျက်ဘဝမှာအသိဉာဏ်ပညာကြီးကျယ်တော်သူဖြစ်ရပါလို့ဆုတောင်းတယ်ကုသိုလ်ကောင်းမှုတွေပြုဘာလို့လဲအဲ့ဒီအသိဉာဏ်ပညာကအရာရာကိုဖန်တီးတယ်လောကကြီးကိုလည်းဖန်တီးတယ်နော်တဲ့ပြောရရင်ညီလေးညီမလေးများမင်းတို့သိပြောတဲ့ငွေနော်လူကဖန်တီးတယ်လူကိုယ်တိုင်နော်အသိပညာကိုအကြောင်းပြုပြီးတော့ငွေချမ်းသာအောင်ရှာလို့ရတယ်ဒါကြောင့်မို့အသိပညာအတတ်ပညာကိုများများရှာဖို့ပဲကျွန်တော်ဆက်ချစ်က message ပေးတယ်ဒီဘက်မှာအဓိကပြောချင်တာကနော်လှုပ်တဲ့အလုပ်ကိုမလုပ်ရင်မလုပ်တဲ့တာတွေလုပ်ရလိမ့်မယ်မလုပ်တဲ့တာကိုလုပ်ရင်မဖြစ်တဲ့တာတွေဖြစ်လာမယ်နော်ယခုလို social media ပေါ်မှာဝက်ကွဲကြီးဖြစ်လာတဲ့အရာကိုနော်မိမပြည်သူများထိမ့်သိမ့်တဲ့နေဝိုင်းဝန်းထောက်ပြတဲ့နေဆောက်ရှောက်တဲ့နေအဓိကကတော့မေဆုဆွာလက်ထက်မှာလည်းပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့တန်းကြီးခံခဲ့ရတယ်အမတမရွတ်ပြက်စင်ပြက်နော်စော်ကားတာတွေခံခဲ့ရတယ်ဘုန်းကြီးရဟန်းတွေကြီးကြီးကျယ်ကျယ်ဆဲဆူခံခဲ့ရတယ်။ယခုလည်းပဲစီဝါရေးကိုအကြောင်းခံပြီးမလုံတဲ့လုပ်ရက်ကိုလုပ်နေတာကိုနတ်ဆက်ကဆိုတာဘာလို့မှလဲသာသနာရေးဝန်ကြီးဌာနဘာလို့မှလဲလို့ကျွန်တော်ဆရာချစ်ကမေးခွန်းထုတ်ပြစီ။နော်။အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့မိဘပြည်သူတွေကရောဘာလို့မှလဲလို့ကျွန်တော်ဆရာချစ်မေးခွန်းထုတ်ပြစီ။နော်။သာသနာတော်ကြီးမှာမဟုတ်တာတွေနော်မဖြစ်တဲ့နာတွေဖြစ်နေတယ်ဆိုရင်ဒကာမတွေအနေနဲ့ဝေဖန်ထောက်ပြခြင်းဖြင့်သာသနာပြုလို့ရတယ်ဒါဟာအပြစ်မဖြစ်ဘူးဆိုတာကိုနော်သာသနာနဲ့သက်ဆိုင်တဲ့အရာအားလုံးနော်ခြုံငုံပြီးတော့လူတို့ရှင်ထောက်ပြတင်ဆက်ဝေဖန်ပေးလိုက်ပါတယ်ဗျာသုံးသပ်ပေးလိုက်ပါတယ်နော်မလုံတဲ့အလုပ်ကိုလုပ်နေတာကိုမိဘပြည်သူများနော်ရဟန်းရှင်လူများလက်ရှိအစိုးရမင်းများဒီတိုင်းပဲလက်ပိုက်ကြည့်နေမှာလားလို့ကျွန်တော်ဆရာချစ်မေးခွန်းထုတ်ရင်းဖြစ်ကိုပိုင်ပါဗျာသာသနာတော်ကြီးကိုဝိုင်းဝန်းဆောက်ရှောက်နိုင်ကြပါစေခြုံပြီးတော့